ကမာရွတ်ကဦးတန့်ပြတိုက်ပြီးခဲ့သည့်ရက်ကကျွန်တော်သည်ကမာရွတ်မြို့နယ်အမှတ်9ရပ်ကွက်ရှိဦးတန့်ပြတိုက်သို့တွားရောက်ခဲ့သည်ဦးတန့်ပြတိုက်သို့ရောက်ရန်အတွက်ဟန်တော်ရီအဝိုင်းဘက်ချမ်းကပိတ်သဖြင့်အင်းအားလမ်းဘက်မှသွားခဲ့ရသည်ပြီးလျှင်အင်းအားလမ်းမှခွဲထွက်ပြီးဆာကူရာရက်စစ်ဒန့်အနောက်ဘက်ရှိပန်းဝါလမ်းအတိုင်းဂိုင်900ကျော်မျှဝင်သွားရသည်ပန်းဝါလမ်းထိပ်ရှိဓာတ်တိုင်တစ်ခုတွင်ကမ္ဘာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးတန့်၏နေအိမ်သို့ညွှန်ပြသည့်အမှတ်အသားအနေဖြင့် The Utan House 31st ဖန်ဝါ Street ဟုရေးသားကာမြားပုံထိုးပေးထားသည် A3 ရွယ်ပလတ်စတစ်လောင်းထားသည့်အဖြူရောင်စာရွက်တစ်ခုကိုသွတ်ကြိုးဖြင့်ချီထားခြင်းဖြစ်ရင်းအမှတ်သားကမထင်မရှားဖြင့်ဓာတ်တိုင်တွင်ကတ်ထားခြင်းသာဖြစ်ပန်းဝါလမ်းနှင့်ကတ္တရာပါပါလေးခင်းယုံသာခင်းထားခြင်းဖြစ်ရာလမ်းတစ်လျှောက်တွင်ဂျိုင်းကွက်ကလေးများရှိနေသည်မှာတမင်လှုပ်ထားသလားဟုပင်ထင်မှတ်ရသည်လမ်း၏ဘေးတစ်ဖက်စီတွင်မြက်ပင်များကတောထနေပန်းဝါလမ်းသည်လမ်းချင်းကလေးဖြစ်သည်ထိုလမ်းကလေး၏ဘေးတွင်ခြံကျဲကြီးများနှင့်တိုက်ဟောင်းကြီးများကိုတွေ့ရသည်လမ်းတစ်လျှောက်ရှိဓာတ်တိုင်2တိုင်ကျော်3တိုင်ခန့်တွင် The Utan House 31st ပန်းဝါ Street ဟူသောစာရွက်လက်ညွှန်အမှတ်သားတို့ကိုတွေ့ရသည်ဦးတန့်ပြတိုက်ရှိရာခြံဝင်းသို့ဝင်ရမည့်အဝင်လမ်းထိပ်တွင်The Utan House ဟုအပြာရောင်အောက်ခံတွင်အဖြူရောင်စလုံးများဖြင့်ထင်ထင်ရှားရှားရေးထားသည့်ဆိုင်းဘုတ်တစ်ခုကိုတွေ့ရသည်အပြာရောင်ဆိုင်းဘုတ်မှာတောက်ပြောင်၍နေသည်ရင်းဆိုင်းဘုတ်ကိုစတီးတိုင်2တိုင်ဖြင့်စိုက်ထူထားခြင်းဖြစ်၏ဆိုင်းဘုတ်၏နောက်တွင်ကင်းဆောင်သည့်ဘန်ကာငယ်တစ်ခုကိုလည်းတွေ့ရသည်ထိုနေရာမှလှမ်းကြည့်လိုက်လျင်လမ်းဘေးတစ်ဖက်တစ်ချက်တစ်ပင်ပူလေးများတန်းစီကစိုက်ထားသည့်လမ်းတစ်ခုကိုတွေ့ရမည်လမ်းထိပ်အစုံဘက်တွင်တော့အဝါရောင်ပြော့ပြော့ဆေးတုပ်ထားသည့်ရှေးဟောင်းလက်ရာနှစ်ထပ်တိုက်တစ်လုံးကိုတွေ့ရမည်ရင်းမှာဦးတန့်နေထိုင်ခဲ့ဘူးသောတိုက်ဦးတန့်ပြတိုက်ပင်ဖြစ်သည်ပြတိုက်မျက်နှာစာတွင်ကားရနာနိုင်သည့်စင်ဝင်တစ်ခုရှိသည်တိုက်နေရန်တို့တွင်အနက်ရောင်တစ်သားပြတင်းပေါက်များရှိသည်တိုက်၏ဘေးပတ်လည်တွင်ပန်းဝူးများလည်းချထားသည်တိုက်၏စင်ဝင်အောက်ကိုဝင်လိုက်သည်နှင့်ပြတိုက်ထဲသို့ဝင်ရမည့်ဒကမာကြီးကိုတွေ့ရသည်ဒကမာကြီးဝင်ခြင်းဘယ်ဘက်တွင်အခန်းကျယ်တစ်ခုရှိသည်အရှိတက်တဲ့တွင်လည်းအခန်းကျယ်တစ်ခုရင်းအခန်းသို့မရောက်ခင်နယံဘေးတွင်ဧည့်မှတ်တမ်းရေးရန်စာအုပ်တင်ထားသည့်ခုံငယ်လေးတစ်ခုရှိသည်၎င်းနှင့်တက်တဲ့နယံအပေါ်ဘက်တွင်အနက်ရောင်မှန်ပေါင်သွင်းထားသောဦးတန့်ဓာတ်ပုံပါ Newsweek မဂ္ဂဇင်းအဖုံးပုံတစ်ခုကိုချိတ်ဆွဲထားသည်ဦးတန့်ပုံမှာခေါင်းကိုမော့ထားသည်ဓာတ်ပုံမှာဘေးဘက်မှတစ်စောင်းရိုက်ထားခြင်းဖြစ်ရာမျက်မှန်အောက်မှမြင်ရသောသူ၏မျက်လုံးတို့ကတစုံတစ်ခုကိုစဉ်းစားနေသည့်ပုံဖြစ်၏ထိုဓာတ်ပုံပေါ်တွင် The Troubled UN ဟုရေးထားသည်ဒကမာကြီး၏ညာဘက်တွင်အပေါ်ထက်သို့တက်သည့်လေးကားရှိသည်ကျွန်တော်သည်အပေါ်သို့မတက်ခင်ဘယ်ဘက်ရှိအခန်းထဲသို့ဥစွာဝင်လိုက်သည်အခန်းအလယ်တဲ့တွင်စပွဲငယ်လေးတစ်ခုရှိသည်စပွဲပေါ်တွင်အဖြူရောင်ကဏ္ဍမပန်းဝိုးလေးတစ်လုံးတင်ထားသည်စပွဲ၏ဘေးပတ်လည်တွင်ထိုင်ကုန်လေးများချထားသည်ကျွန်းကိုယ်တဲ့ကျိန်ခင်းပလက်ကလထိုင်2ခုလည်းရှိသည်အခန်း၏နေရန်တွင်ကပ်၍ချထားသောစပွဲတစ်လုံးပေါ်တွင်ဦးတန့်ဓာတ်ပုံနှင့်သူ၏မိသားစုဓာတ်ပုံ2ပုံတင်ထားသည်အခန်းတောက်တနေရာတွင်အနက်ရောင်မှန်ဘီရိုကြီးတစ်လုံးရှိသည်အထဲတွင်စာအုပ်တချို့နှင့်ဓာတ်ပုံတချို့ရှိသည်ထိုအခန်းထဲတွင်ဦးတန့်၏ပုံတူပကြီးကားကြီးတစ်ခုနှင့်မှန်ပေါင်သွင်းထားသောအမှတ်တရဓာတ်ပုံများသာရှိသည်တချို့ကိုနေရန်တွင်ချိတ်ဆွဲထားပြီးတချို့ကိုပြတင်းပေါက်ပေါင်ပေါ်တွင်တင်ထားသည်အခန်းမှာတိတ်ဆိတ်နေခြင်းကြောင့်ကိုယ်အသက်ရှူသံပင်ကိုပြန်ကြားနေရသည်ထို့နောက်ကျွန်တော်သည်ပြတိုက်အဝင်ဒကမာကြီးတက်တဲ့ရှိအခန်းထဲသို့ထပ်ဝင်လိုက်သည်အခန်းအလယ်တွင်ထမင်းစားစပွဲလိုစပွဲတစ်ခုရှိ၏ထိုစပွဲဘေးတွင်ထိုင်ကုန်များချထားသည်အခန်းနေရန်တောင်တနေရာတွင်ပတလားတစ်ခုကိုတွေ့ရသည်ထိုအခန်းထဲတွင်လည်းဦးတန့်၏ဓာတ်ပုံများနှင့်သူ၏မိသားစုအမှတ်တရဓာတ်ပုံများကိုသာတွေ့ရသည်ပြတိုက်အပေါ်ဓာတ်မှာပြင်ဆင်နေဆဲဖြစ်ပြီးဦးတန့်၏ပုံတူပကြီးကားကြီး2ခုသာရှိသေးသည်ဦးတန့်၏ပြတိုက်ကဤမျှသာဖြစ်၏ဦးတန့်ပြတိုက်ကိုယခုနှစ်2013ဧပြီလ6ရက်ကဖွင့်ခဲ့ခြင်းဖြစ်သည်သို့သောရင်းမှာအကျိုးဖွင့်လှစ်ခြင်းသာဖြစ်ပြီးနောက်ပိုင်းတွင်ထပ်မံမွမ်းမံပြင်ဆင်သွားမည့်လုပ်ငန်းများရှိသေးကြောင်းကိုပြတိုက်၏အဆောင်တဦးကရှင်းပြသည်ထို့ကြောင့်လည်းအခန်းထဲရှိစပွဲကုံတစ်ခုပေါ်တွင်ပြတိုက်သို့လှူဒန်းမှုများပြုလုပ်နိုင်စေရန် email info.utanhouse@gmail.com ဖုန်း012405444သို့ဆက်သွယ်လှူဒန်းနိုင်ကြောင်းဖော်ပြထားခြင်းဖြစ်မည်ပြတိုက်တည်ရှိရာခြံကြီးအကျယ်မှာတရေကာခွဲကျော်ခန့်ကျဲသည်မြ
မြက်ခင်းပြင်များကိုလည်းတွေ့ရသည်နောက်ပိုင်းတွင်ရေးမြက်ခင်းပြင်ပေါ်တွင်ကော်ဖီဆိုင်ဖွင့်ရန်အတွက်ပြင်ဆင်ထားသည်ဟုသိရသည်ယခုအခါဦးတန့်ပြတိုက်သို့တရက်လျင်လူ2ယောက်3ယောက်ခန့်သာလာသည်လာရောက်ကြည့်ရှုသူအများစုမှာနိုင်ငံသားများသာဖြစ်ကြသည်ဟုဆိုသည်မြန်မာနိုင်ငံသားဦးတန့်သည်1962ခုနှစ်တွင်ကမ္ဘာကုလသမဂ္ဂ၏တတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်လာခဲ့သည်သူတာဝန်ထမ်းဆောင်ခဲ့သည့်10နှစ်တာကာလအတွင်းကျူးဘားတုံးပြန်အရေးအခင်းဗီယက်နမ်စစ်ပွဲ1965ခုနှစ်အိန္ဒိယပါကစ္စတန်စစ်ပွဲနှင့်အီဂျစ်အစ္စရေး6ရက်ကြာစစ်ပွဲအစရှိသည့်ကြီးမားသောအရေးကိစ္စများကိုကင်တွယ်ဖြေရှင်းခဲ့ရသည်၎င်းတို့အနက်တတိယကမ္ဘာစစ်ပင်ဖြစ်သွားနိုင်သည့်ကျူးဘားတုံးပြန်အရေးခင်းမှာဦးတန့်၏ထင်ရှားသောကင်တွယ်ဖြေရှင်းရသည့်အရေးခင်းကြီးပင်ဖြစ်သည်ထိုပုဂ္ဂိုလ်သည်အသက်65နှစ်1983ခုနှစ်တွင်ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့သည်၎င်း၏ရုပ်ကလပ်ကိုမြန်မာနိုင်ငံသို့တည်ဆောင်လာသောအခါလေဆိပ်တွင်ပညာရေးဒုဝန်ကြီးဦးအောင်ထွန်းမှလွဲ၍မည်သည့်အစိုးရလူကြီးမှမကြိုခဲ့ဝန်ကြီးဦးအောင်ထွန်းသည်လည်းနောက်နေ့တွင်ရာထူးဖြုတ်ခံလိုက်ရသည်ထိုအချိန်ကအာဏာသိမ်းတပါတီအစိုးရသည်ဦးတန့်ရုပ်ကလပ်ကိုကျန်တော်သင်္ချိုင်းတွင်တကြိုရန်နေရာပေးစီစဉ်ထားသည်ရင်းလောက်ရက်ကိုမကျေနပ်သည့်ကျောင်းသားကျောင်းသူများကတက်ဆန်ဘောလုံးကွင်းတွင်ထားရှိသောဦးတန့်ရုပ်ကလပ်ကိုရန်ကုန်တက္ကသိုလ်အတွင်းသို့တည်ဆောင်လာပြီးတက္ကသိုလ်အတွင်းဂူသွင်းတကြိုရန်လုပ်ကြသည်ထို့သို့ဦးတန့်ကိုလေးစားပြီးထိုက်တန်စွာဂုဏ်ပြုတကြိုလိုကြသောကျောင်းသားကျောင်းသူများကိုအစိုးရကအကြမ်းဖက်ဖြိုခွင်းခဲ့သည်ရင်းလောက်ရက်ကိုမကြိုက်သောပြည်သူများကအာဏာရှင်အစိုးရကိုဆန္ဒပြကြသည်ဤသို့ဖြင့်ဦးတန့်အရေးခင်းဖြစ်ပွားခဲ့တော်သည်ကျောင်းသူကျောင်းသားများထောင်ကျခဲ့ကြသည်ပြည်သူအချို့အသက်ပေးခဲ့ရသည်၎င်းတို့၏ကျေးဇူးကြောင့်လည်းယခုအခါကျွန်တော်တို့သည်ဦးတန့်၏အုပ်ဂူကိုရွှေတကုံဖျားတောင်ဘက်မုတ်တွင်တွေ့မြင်နေရခြင်းဖြစ်သည်သို့မဟုတ်ပါကကျန်တော်သင်္ချိုင်းနှင့်အတူပျောက်ဆုံးသွားမည်သာဖြစ်သည်ဦးတန့်ပြတိုက်သည်ယခင်ဦးတန့်နေထိုင်သွားခဲ့သောနေအိမ်ဖြစ်သည်အာဏာရှင်စစ်အစိုးရလက်ထက်တွင်ဦးတန့်နေထိုင်ခဲ့သောထိုတိုက်ကြီးသည်တစ်ပင်ချုံနွယ်များကြားတွင်ရောက်နေခဲ့သည်ကျွန်တော်တို့ဂုဏ်ပြုခြင်းသည့်တိုင်ဂုဏ်ပြုခွင့်မရခဲ့တကယ်တမ်းဆိုရလျှင်ထိုကာလသည်ကျေးဇူးရှင်ကိုကျေးဇူးဆက်ခြင်းကျေးဇူးရှင်ကိုတန်ဖိုးထားခြင်းဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုခြင်းစသည့်အလေးအထားများစိတ်သုံးခဲ့သောကာလဟုပင်ဆိုရတော့မည်ထို့ကြောင့်လည်းကျွန်တော်တို့နိုင်ငံတွင်ယနေ့အချိန်ထိတဦးပေါ်တဦးအပြန်အလှန်လေးစားတတ်ခြင်းအလေးအထားတို့စိတ်သုံးနေခြင်းပင်ဖြစ်မည်ဟုကျွန်တော်တွေးမိသည်မြန်မာနိုင်ငံတွင်လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းမှအစဂုဏ်ပြုထိုက်သည့်ပုဂ္ဂိုလ်များစွာသည်စစ်အစိုးရလက်ထက်တွင်လစ်လျူရှုခံခဲ့ရသည်ပြောရမည်ဆိုလျှင်ထိုကဲ့သို့ဂုဏ်ပြုထိုက်သည့်ပုဂ္ဂိုလ်မျိုးကိုကျွန်တော်တို့ငွေပေး၍လည်းဝယ်မရသူများတွင်ရှိနေခြင်းကြောင့်လည်းတွားရောက်ခိုးယူ၍မရထိုကဲ့သို့ပုဂ္ဂိုလ်တွေကိုပိုင်ဆိုင်ခွင့်ရခြင်းကပင်ကျွန်တော်တို့အတွက်ကံကောင်းလေစွာထို့ကြောင့်နိုင်ငံရေးအခြေအနေအနှဲငယ်ပွင့်လင်းလာသည့်ကာလတစ်ခုတွင်ဂုဏ်ပြုထိုက်သည့်ပုဂ္ဂိုလ်များစွာရှိသည့်အနက်ယခုလိုဦးတန့်ပြတိုက်ဖွင့်ခွင့်ကြီးခွင့်ရလာခြင်းကပင်ကျွန်တော်တို့အတွက်အခွင့်အရေးတစ်ခုပင်ဖြစ်သည်ရှေးကကျောင်းသားပြည်သူတို့၏ကျေးဇူးကြောင့်ကျွန်တော်တို့သည်ဦးတန့်ကူဗိမာန်ကိုအလေးပြုခွင့်ရခဲ့သလိုနောင်လာမည့်မျိုးဆက်တို့လေးလာခွင့်ကြီးခွင့်ရဖို့အတွက်လည်းကျွန်တော်တို့တွေတာဝန်ကျေဖို့လိုနေသေးသည်ဟုဦးတန့်ပြတိုက်အပြန်လန်းတစ်လျှောက်ကျွန်တော်အတွေးနယ်ချက်မိခဲ့လေတော့သည်